ဒီမှာအထူးဒီမှာအပါဒီမှာဆွဲတာအဲ့၃မျိုးတစ်ဆက်တည်းနဲ့ချုပ်ချင်တယ်အဲ့၃မျိုးဆိုရင်ညီလေးဒီလိုဂျပန်၄ကောင်းလေးတွေနဲ့တာချုပ်လိုက်တော့နော်ဒါဆိုရင်ဒီလိုဂျပန်၄ကောင်းလေးတွေနဲ့အထူဆိုရင်လည်းဒီလောက်အထူတွေမဟုတ်ဘူးနောက်ထပ်ထပ်ခောက်ပြပေးမယ်ဒီလောက်အထူလည်းထပ်ရတယ်နော်ဒီလိုအထူလည်းရတယ်အဲ့ဒါကိုဒီမှာထပ်တင်မယ်တင်ပြီးရင်အကိုတို့ဒီမှာချုပ်ပြမယ်ဒီမှာအထူပါဆွဲတာကိုစိတ်ချပြီးအမှနော်အဲ့အထူကိုအမှ3-4ခေါက်တောင်ထပ်ခောက်ပြီးတော့ဒီမှာချုပ်ပြထားတာအရှိကျဲချင်းကျဲကျဲလေးတောင်ချုပ်လိုက်အောင်မယ်နော်ဒါဒီမှာကြည့်အမှညီလေးပြတဲ့အထူထက်ကိုပို့ပြီးတော့ထပ်ပြီးတော့ခောက်ပြထားတယ်เนาะအဲ့လောက်အထူရမယ်တို့အပါသားချုပ်ပြမှာအပါသားဟိုဘက်ကိုထိုးပေါက်နေရပဲဒါဆိုရင်တို့ကဒီမှာအပါသားเนาะတစ်ထက်ထဲเนาะအဲ့လိုတစ်ထက်ထဲကိုလက်တွေ့ချုပ်ပြမယ်ဒီမှာကြည့်အဲ့ဒါဂျပန်ဆက်တွေပဲเนาะဒီမှာဒါဆိုရင်မော်တာလေးနဲ့ချုပ်တာဒီမှာဆွဲသားဆိုလေဒီမှာเนาะအမှဆွဲသားပြော့အိနေရပဲเนาะအဲ့ဒီဆွဲသားကိုလည်းဒီမှာတစ်ထက်တည်းထပ်ပြီးတော့ချုပ်ပြပေးမယ်နော်ကဲဒီမှာနော်ဆွဲသားဆိုရင်လည်းတို့ဒီမှာဆွဲသားကိုတစ်ထက်တည်းကိုချုပ်ပြပေးမှာဒီမှာကြည့်နော်တစ်ထက်တည်းပဲချုပ်တာနော်ဒီမှာလက်ကဘာမှဆွဲတာဘာညာမရှိဘူးသူကဒီမှာနော်အဲ့လိုချုပ်လိုက်မယ်ဒီမှာကြည့်အထူဆိုလည်းဒီလိုအထူကိုအခောက်ရက်ကြီးချုပ်ပြတယ်ဒီမှာအပားဆိုရင်လည်းပါလက်နေရပဲဒီမှာဆွဲသားဆိုရင်လည်းဆွဲသားအစားချုပ်ပြထားတာဒီမှာကြည့်နော်အလေးကောက်ဆက်တွေကဘယ်လောက်လဲဒီကောင်လေးတွေဆိုရင်ကျွန်တော်တို့ဆွေးရစပတ်ကနေပြီးတော့6,800နဲ့ရောင်းချပေးထားပဲဖြစ်တယ်နော်ဒီလိုဆက်ကောင်းလေးလည်းပါမယ်ဆက်ချက်တော့လည်းပါမယ်မော်တာလည်းပါအောင်နော်မော်တာပါအောင်မှာ6,800နဲ့ရောင်းချပေးနေရဖြစ်တယ်ဗျာနော်အာမခံ15နှစ်ပေးထားရဗျာနော်ပစ္စည်းဖို့လက်ခံမယူပါဘူးဗျာနော်တစ်စုံလုံးဈေးလေးတည်ကျင်ပါတယ်တဲ့တစ်စုံလုံးသေးလေးဆိုရင်ကျွန်တော်တို့ဒီဂျပန်အလေးကောင်းလေးရာဆိုရင်ကျွန်တော်တို့6,800နဲ့ရောင်းပေးပါတယ်ဗျာနော်6,800ဆိုရင်ကျွန်တော်တို့ဒီအောက်ကဆက်ခုံလည်းပါမယ်ဆက်လေးလည်းပါမယ်ရှရောက်လည်းပါမယ်မော်တာလည်းပါမယ်နော်ဟုတ်ကဲ့ဗျာနော်ပြီးတော့ဘာတွေချုပ်လို့ရမလဲဒါဆိုရင်ကျွန်တော်တို့ကအထူပါဆွဲသားအကုန်လုံးအသုံးပြုလို့ရတယ်ဗျာနော်ဒီလိုလေးနော်ဒါဆိုရင်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့အချီစထိုးမယ်ဗျာနော်ဒါဆိုရင်အချီထိုးမယ်နော်အချီထိုးမယ်ဆိုရင်ဒီကနေလာမယ်လာပြီးရင်ကျွန်တော်တို့ဒီမှာလေးလာမယ်လာပြီးရင်အောက်ကိုဆင်းမယ်ဆင်းပြီးရင်ဒီမှာပြန်ပတ်တယ်ဗျာနော်ပတ်ပြီးရင်ကျွန်တော်တို့ကဒီမှာလေးချိတ်မယ်နော်ဒီမှာချိတ်ရမှာလေဒါဆိုရင်ဒီမှာတုတ်တန်လေးထဲမှာခြီလေးချက်ဝင်မယ်ဝင်ပြီးရင်ဒီမှာတစ်ချက်ထိမ့်မယ်ထိမ့်ပြီးရင်ဒီမှာခြီတစ်ချက်ထိမ့်မယ်အပေါက်လေးကိုဘေးကနေပြီးတော့ထိုးမယ်ဒီကောင်လေးကတသက်နေရောပဲဗျာနော်ဒါကဂျပန်အလေးကောင်းလေးဆိုတော့အာမခံ15နှစ်ပေးထားရနော်15နှစ်တင်ပြန်ရင်ပစ္စည်းဖို့လက်ခမယူပါဘူးဗျာနော်အဲ့ဒါဆိုဒီမှာကျွန်တော်တို့ကပထမဦးဆုံးကျွန်တော်တို့ကဒီမှာနော်အထူသားစပြီးတော့အသုံးပြုပြမယ်ဗျာနော်ဒါဆိုရင်အထူသားကိုပထမဦးဆုံးစချုပ်ပြမယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့တွေဒီမှာလေးနော်ချင်းင်းလီပါနဲ့နင်းနေတာဒါဆိုရင်ကျွန်တော်တို့ကမော်တာလေးနဲ့နော်လူလဲတက်တာတယ်ဗျာနော်ဒါဆိုရင်မော်တာလေးနဲ့နော်လုပ်ငန်းမဲ့33အိမ်မဲ့33နော်အကုန်လုံးအဆင်ပြေတယ်ဗျာနော်ဒီမှာဆိုရင်ဒါဆိုရင်တကင်လေးတုတ်တာဘတ်တုတ်တာနော်အဲ့လိုဘတ်လေးလဲတုတ်လို့ရတယ်အစိတ်ကျဲဆိုလဲလိုချင်သလိုအစိတ်ကျဲလေးထားလို့ရတယ်ကျဲခြင်းကျဲလို့ရတယ်စိတ်ခြင်းစိတ်လို့ရတယ်ဘတ်တုတ်တာလေးရလဲဒီမှာလေးနော်နောက်ပြီးခွေးသွားတင်ချလေးလဲဒီဘက်ဘေးလေးမှာပါသေးရနော်ချုပ်ရိုးလေးတစ်ချက်တော့ပြပါဒါဆိုရင်ကျွန်တော်တို့ကဒီမှာလေးပြနော်ဒါဆိုရင်ချုပ်ရိုးလဲလာတယ်အဲ့ဒါအောင်မှကျွန်တော်တို့ကဆွဲသားအသုံးပြုခြင်းနေဆိုရင်ဆွဲသားတီးကက်ကင်တဲ့သူတွေလည်းအရင်အဆင်ပြေတယ်နော်အခုဆွဲသားကိုချုပ်ပြမှာဆွဲသားချုပ်မှာတချို့ကျတော့ဆွဲသားတီးကက်ကင်တဲ့သူရှိတယ်အဲ့ဒါဆိုရင်ဒီကောင်လေးကအရင်အဆင်ပြေတယ်နော်အကုန်လုံးပေါင်းပြီးလို့ဘာလို့ချုပ်မယ်ဆိုအကုန်လုံးချုပ်လို့ရတယ်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆွဲသားအခုဆွဲသားအောင်မှာ14ရှိမကြော်ပါဘူးရှိမပြတ်ဘူးနော်မော်တာလေးနဲ့ချုပ်ဒါဆိုရင်ကျွန်တော်တို့ကမော်တာလေးနဲ့ချုပ်တာဗျာနော်အကုန်လုံးဈေးအောင်မှာဘယ်လောက်ပဲလဲ6သိန်းနဲ့7တောင်းပဲရှိပါတယ်ဗျာနော်အဲ့ဒါကိုဂျပန်မော်တာလေးနဲ့တစုံ PC လေးပါနော်ဒါဆိုရင်ဒီမှာလေးရှိမယ်ဆွဲသားလေးကိုလည်းရှီလေးကလှမလားနော်စိတ်လေးနဲ့ရှီလေးတွေက